မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအခုရောက်ရှိနေတဲ့နေရာကတော့ထိုင်းနိုင်ငံမှာရှိတဲ့အကြီးဆုံးလေလံဖြစ်တဲ့ Union Ocean ဖြစ်ပါတယ်ခင်ဗျာအသုံးပြုပြီးသားကားဆိုင်ကယ်တွေကိုလေလံဆွဲတဲ့နေရာဖြစ်ပါတယ်အင်္ဂါကြာပရိစနေနေ့တွေမှာလေလံရှိပါတယ်ခင်ဗျာလေလံဆွဲဖို့အတွက်လက်မှတ်တွေကိုဒီ service counter မှာဝယ်ရပါတယ်လေလံဆွဲဖို့အတွက် passport, work permit, bank account, Thai phone numberဆိုင်ကယ်တစ်စီးအတွက်ဆို deposit 5000ကားတစ်စီးအတွက်ဆိုရင် deposit 2000ပေးသွင်းရပါတယ်အခုနေလံဆွဲတဲ့ on site ကိုသွားကြည့်ကြပါမယ်ဒါကတော့ကားဆိုင်ကယ်လေးနဲ့ဆွဲတဲ့ on site နေရာလေးပေါ့နော်ဒီမှာဆိုရင် lane 1 2 3 4 5 6ဆိုပြီးရှိပါတယ်ဒီဘက်က aircon တက်ခန်းထဲမှာနေပြီး online ကနေလည်းလေလံဆွဲနိုင်ပါတယ် lane 1 2 3 4ကတော့ကားလေလံဆွဲတာဖြစ်ပြီးတော့ဟိုဘက်က final 6ကတော့ဆိုင်ကယ်လေလံဆွဲတာဖြစ်ပါတယ်ဒီမှာရှိတဲ့ကားတွေကတော့နောက်ရည်လန်ဆဲဖို့အတွက်စီထားတာဖြစ်ပါတယ်လုပ်ငန်းသုံးအတွက်လားအိမ်စီဖို့အတွက်လားဒါမှမဟုတ်လုပ်ငန်းရောအိမ်ရောသုံးဖို့အတွက်လားလိုအပ်တယ်ဆိုရင်လေလံမှာကိုယ်တိုင်လာရောက်ကြည့်ပြီးလေလံဆွဲနိုင်ပါတယ်နော်ဒီဘက်မှာတော့လေလံဆွဲဖို့အတွက်စီထားတဲ့ဆိုင်ကယ်တွေပါခင်ဗျာကိုလိုစင်တဲ့ဆိုင်ကယ်သို့မဟုတ်ကားမျိုးစားကိုရှာဖွေပြီးတော့ကိုယ်တိုင်ဖြစ်စေကျွမ်းကျင်သူကိုဖြစ်စေအကူအညီတောင်းစစ်ဆေးနိုင်ပါတယ်ဆိုင်ကယ်ရောကားရောစားတဲ့ဆုံးကိုလည်းတခြားစစ်ဆေးဖို့လိုအပ်ပါတယ်။တခြားမစစ်ဘဲဒီလန်ဆွဲလိုက်ဆုံးရှုံးမှုကြီးမားနိုင်လို့ပါဗျာ။နောက်ထပ်လေလံကကားဆိုင်ကယ်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်သိသလောက်ပြန်ပြီး share လုပ်ပေးသွားပါမယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။